5 ကီလိုတိုးတိုင်း0.8 စင်တီမီတာတိုးလာခြင်းကို4ချိန်5ကီလိုဂရမ်10ပေါင်ခန့်တိုးလာတိုင်းအမျိုးသားတွေရဲ့ပရိသတ်အင်္ဂါဟာအစီတွေအောက်ထဲမြုပ်ဝင်သွားပြီး0.8 စင်တီမီတာခန့်တိုးသွားတယ်လို့ခန်းစားရတတ်ပါတယ်။ဒါဟာဟာတာပြောနေတာမဟုတ်ပဲဆေးပညာရှင်တွေရဲ့သုတေသနပြုချက်အရတကယ်ဖြစ်ပွားတဲ့အချက်လက်ဖြစ်ပါတယ်။ဘိုက်စီတွေကခြုံဆောင်လိုဖုံးအုပ်လာခြင်းဘိုက်ကအစီတွေဟာထူထဲတဲ့ခြုံဆောင်ကြီးတစ်ခုလိုအလွှာလိုက်ပတ်လဲဖုံးအုပ်လာပြီးအဝလွန်တဲ့အဆင့်ကိုရောက်တဲ့အခါအောက်ငုံကြည့်ရင်ဘိုက်စီပြင်ကြီးပဲမြင်ရတော့မှာဖြစ်ပါတယ်။ဒါကိုအမြင်အာရုံမယွန်းတာလို့မခေါ်ပဲအစီအောက်ထဲရုပ်ပိုင်းဆိုင်ရာမြုပ်ကွယ်သွားခြင်းလို့ခေါ်ပါတယ်။သွေးကြောတွေကအန္တရာယ်နဲ့လိမ်ပိုင်းဆိုင်ရာအားနည်းခြင်းသွေးတွေဆန်ပြုတ်လို့ပြစ်ခဲလာခြင်းခန္ဓာကိုယ်မှာအစီတွေအရမ်းများလာတဲ့အခါသွေးတွေဟာဆန်ပြုတ်လိုမျိုးပြစ်ခဲလာပြီးအောက်ပိုင်းကိုစီးဆင်းမဲ့သွေးပမာဏကိုပြင်းထန်စွာလျော့နေသွားစေပါတယ်။သွေးကြောပိတ်ဆို့မှုကြောင့်ပန်းတေပန်းညှို့ဖြစ်ခြင်းသွေးစီးဆင်းမှုမကောင်းတော့တဲ့အတွက်အမျိုးသားအင်္ဂါမှာကြောမှုဟာတစ်နှစ်ထက်တစ်နှစ်လျော့နေလာပါတယ်။ဆေးပညာအရဒါကိုသွေးကြောဆိုင်ရာပန်းတေပန်းညှို့ရောဂါ erectile dysfunction လို့ခေါ်ပါတယ်။လူများစုကဒါကိုအသက်ကြီးလာလို့ထင်တတ်ကြပေမဲ့တကယ်တော့ဘိုက်ကအစီတွေကြောင့်ဖြစ်တာပါ။ဘဝလွန်ခြင်းကအုံနောက်ကိုသေးစေတယ်။အုံနောက်ထုထဲရောကြခြင်း2024ခုနှစ်တရုတ်သိပ္ပံပညာရှင်တွေရဲ့သုတေသနအရအဝလွန်ခြင်းဟာအုံနောက်ရဲ့ထုထဲကို9မီလီလီတာခန့်လျော့နေသွားစေပြီးရင်းနဲ့ညံရည်ပိုင်းဆိုင်ရာနဲ့ဆိုင်တဲ့ grain matter အုံနောက်မီးခိုးရောင်ဆဲက9.5မီလီလီတာအထိလျော့ကျသွားစေပါတယ်။မှတ်ဉာဏ်နဲ့အာယုံစူးစိုက်မှုကျဆင်းခြင်းအယိုးရှင်းဆုံးပြောရရင်လူကဝါလေအုံနောက်ကသေးလေဖြစ်ပြီးမှတ်ဉာဏ်အာယုံစူးစိုက်မှုနဲ့စဉ်းစားတွေးခေါ်မှုဉာဏ်စံနှုန်းတွေပါလိုက်ပြီးကျဆင်းသွားတတ်ပါတယ်။အသေးအစီဖုံးခြင်းနဲ့နာတာရှည်ရောင်ရမ်းခြင်းအသေးအစီဖုံးခြင်း fatty liverတကမ္ဘာလုံးကလူဦးရေ4ပုံ1ပုံခန့်ဟာအဝလွန်ခြင်းကြောင့်အရက်ကြောင့်မဟုတ်ပဲအသေးအစီဖုံးခြင်း non-alcoholic fatty liver disease ဝေဒနာကိုခံစားနေရပါတယ်။ခန္ဓာကိုယ်တွင်နာတာရှည်ရောင်ရမ်းခြင်းအစီဆဲတွေဟာဓာတုစက်ရုံငယ်လေးတွေလိုမျိုးခန္ဓာကိုယ်ထဲကိုရောင်ရမ်းစေတဲ့ဓာတ်ပစ္စည်းတွေကိုအဆက်မပြတ်ထုတ်လုပ်ပေးနေပါတယ်။အဲ့ဒီဓာတ်တွေဟာသွေးနဲ့အတူနှလုံးတရက်ရွက်ကြောက်ကပ်စားတဲ့အင်္ဂါရက်တွေစီရောက်ရှိသွားပြီးနာတာရှည်ရောင်ရမ်းမှုကိုဖြစ်စေပါတယ်။ဘိုက်စီကအုံနောက်ကိုကျိုးကင်နေခြင်းအစီဆဲတွေဟာ exosomes လို့ခေါ်တဲ့အမှုန်မွှားလေးတွေကိုထုတ်လုပ်ပြီးအုံနောက်ရဲ့အတားအဆီးတွေကိုဖျက်ကျော်ကမှတ်ဉာဏ်ဗဟိုဌာန hippocampus ထဲထိဝင်ရောက်သွားနိုင်ပါတယ်။ဆိုလိုတာကဘိုက်ကအစီတွေဟာအုံနောက်ကိုအဝေးကနေလှမ်းပြီးကျိုးကင်နေတာပါ။အဲ့ဒါကြောင့်တင့်ကိုအစားပူစားခြင်းစိတ်ဖြစ်စေတယ်ပူပြင်းလာစေတယ်။ဒါဟာစိတ်တက်မခိုင်မာလို့မဟုတ်ပဲဇီဝကမ္မဗေဒအရာအစီတွေရဲ့တိုက်ခိုက်မှုကိုခံနေရတာဖြစ်ပါတယ်။တုပ်ပိုးအရည်သွေးကျဆင်းခြင်းကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်များအရအဝလွန်တဲ့အမျိုးသားတွေမှာ male hormone testosterone တိတိတတ်တာကျဆင်းသွားပြီး female hormone estrogen တွေမြင့်တက်လာတတ်ပါတယ်။တုပ်ပိုးတိတ်တိစနဲ့တုပ်ပိုးလှုပ်ရှားနိုင်စွမ်းတွေထက်ဝက်ခန့်ကျဆင်းသွားပြီးနောက်မျိုးဆက်ရဲ့ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။အစီတွေကိုဘယ်လိုမောင်းထုတ်မလဲ။အစီရဲ့84ကိုအသက်ရှူထုတ်ခြင်းဖြင့်ဖယ်ရှားတာပါ။လူအများစုမသိတဲ့အချက်ကတော့အစီတွေဟာကာဗွန်ဒိုင်အောက်ဆိုက်နဲ့ရေဖြစ်ပြိုကွဲသွားပြီး84ကအစီတွေကအသက်ရှူထုတ်တဲ့လေထဲကနေပါသွားတာဖြစ်ပါတယ်။ကျန်တဲ့အစီတွေကတော့စီးနဲ့ချွေးဖြစ်ထွက်သွားတာပါ။အစီချတာဟာမူးမေ့လည်းမတန်ငတ်ပြတ်အောင်နေရမှာမဟုတ်ပဲခန္ဓာကိုယ်ကအောက်ဆီဂျင်အများကြီးသုံးစွဲရမယ့်ခါတွေက aerobic လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။တစ်ချိန်တည်းမှာပဲခန္ဓာကိုယ်ကိုအနည်းငယ်စာလောင်တဲ့အခြေအနေ calorie deficit ဖြစ်အောင်ထိန်းထားမှသာသွေးရင်းတကြားဓာတ်တွေကုန်ခန်းပြီးခန္ဓာကိုယ်ကအစီတွေကိုမလွဲမရှောင်သာလာရောက်လောင်ကျွမ်းမှာဖြစ်ပါတယ်။2030သတိပေးချက်ကမ္ဘာအဝလွန်ခြင်းအစီရင်ခံစာအရအခုကတည်းကအရေးယူမဆောင်ရွက်ရင်2030ခုနှစ်မှာကမ္ဘာလူဦးရေရဲ့ထက်ဝက်ဟာကိုယ်လေးချိန်လုံးခဲ့ခြင်းတို့အဝလွန်ခြင်းဝေဒနာကိုခံစားရတော့မှာဖြစ်ပါတယ်။တင့်ခန္ဓာကိုယ်ကိုအစီတွေအောက်မှာဆက်ပြီးမြုပ်နှံထားမလားဒါမှမဟုတ်ဒီနေ့ကစပြီးခန္ဓာကိုယ်ထိန်းချုပ်ခွင့်ကိုပြန်ယူမလားဆိုတာတင်ကိုယ်တိုင်ရွေးချယ်ရမှာပါပိုက်ပူပြီးဘာမှလုပ်မရတော့တဲ့နေ့ကြမှာနောင်တမရပါနဲ့။ဒါကြောင့်မနှက်ဖြန်ဆိုတဲ့စကားကိုအသာဖယ်ပြီးဒီနေ့ကစပြီးကိုပြောင်းလဲလိုက်ပါကျမ်းမာရေးဆိုတာငွေနဲ့ဝယ်လို့မရတဲ့အရာမို့လို့အချိန်ရှိတုန်းတန်ဖိုးထားကြပါလို့တိုက်တွန်းရင်းနောက်ထပ် recap ဗီဒီယိုလမ်းစားတွေမှာပြန်ဆောင်ကြမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ bye bye